အခုလက်ရှိဒီထိုင်းနိုင်ငံမှာလှုပ်ရှားတဲ့အခါမှာစမခတ်ပေးရတာတွေဒီပွဲစားကပေါ့ပွဲစားကတွေပေးရတာတွေစသည်ဖြင့်ဒီလှုပ်စမခတ်ပေးရတာနဲ့ပတ်သက်ပြီးတော့အချိန်ချင်းလိန်ခံနေကြရတယ်တော်တော်လေးကိုလိန်ခံနေကြရတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုပြောမယ်ဆိုရင်ဒါ line ပေါ်မှာတွေ့တဲ့ဒီပွဲစားတွေပေါ့နော်အဓိက line ပေါ်မှာတွေ့တဲ့ဒီပွဲစားတွေကိုဟိုယုံကြည်မှုလွန်ကဲတာပြီးတော့ဒီပွဲစားတွေရဲ့အပြောကောင်းတာစသည်ဖြင့်အခုဆိုရင်ဒီ social ပေါ်မှာရောဟို TikTok ပေါ်မှာရောပုံစံမျိုးစုံနဲ့ပြောကောင်းကောင်းနဲ့ပြောပြီးရင်ဒီမရှိတဲ့အလုပ်ယုံလက်ညှိုးထိုးပြတချို့ကြလည်းအလုပ်ယုံတော့ရှိတယ်အလုပ်လူမလို့ဘူးအတွင်းထဲကအလုပ်ယုံတွင်းထဲကစေးမားနဲ့ပွဲစားနဲ့ပေါင်းပြီးတော့ပြင်ပွဲစားနဲ့ပေါင်းပြီးတော့စားတယ်ပြီးတော့တချို့ကြလည်းဖြောင်းလိန်တယ်တချို့ကြအလုံးမရှိပဲနဲ့ကိုလိန်တာအဲ့လိုမျိုးလိန်လည်မှုတွေဖြစ်စင်နေထောက်လျှောက်ဖြစ်နေတယ်ဖြစ်နေတယ်ဆိုတော့အဲ့ဒီဖြစ်နေတဲ့ဒီလိန်လည်မှုဖြစ်စင်တွေမှာကြည့်လိုက်မယ်ဆိုရင်အလုပ်သမားတွေဟာဒီပွဲစားရဲ့အချက်လက်ကိုမရတာများတယ်ဒီပွဲသားရဲ့ဒီနောက်ဆုံးဟိုဓာတ်ပုံတချို့မရဘူးပွဲသားနဲ့ဟိုစားပြောထားတဲ့အချက်လက်တွေမရဘူးဘလို့ငွေပေးလဲဆိုတဲ့ငွေကြေးပေးတဲ့တက်တွေမရဘူးအဲ့တော့ဒီလိုမျိုးပွဲသားတွေကိုငွေကြေးပေးတဲ့အခါမှာဒီစနစ်တကျနဲ့တက်တွေချက်လက်တွေလည်းလိုအပ်တယ်ပေါ့နော်ထိုင်းနိုင်ငံမှာပွဲသားတွေအများကြီးရှိတယ်သူတို့ရဲ့ချက်လက်ကိုမပေးနိုင်တဲ့ပွဲသားကိုဓာတ်ပုံရိုက်ခွင့်မရတဲ့ပွဲသားဆိုရင်အဲ့ဒီပွဲသားနဲ့ဆောက်လုပ်ကိုမလုပ်နဲ့တော့နော်အဲ့ဒါကိုလိမ်မဲကောင်လို့တာမှတ်လိုက်တော့နော်ထိုင်းနိုင်ငံမှာပွဲသားတွေပုံကြီးရှိတယ်နော်အဲ့တော့ပြောချင်တာကထိုင်းနိုင်ငံမှာရှိနေတဲ့မြန်မာလူသားတွေပြီးတော့ဒီအလုံးစမတ်ဒါနဲ့ပတ်သက်ပြီးအချိန်ချင်းလိန်ခံနေရတဲ့သူတွေဒီ line ပေါ်မှာတွေ့တဲ့ပွဲသားတွေကိုယုံကြည်မရှိပါနဲ့ဒီ TikTok ပေါ်မှာတွေ့တဲ့ပွဲသားတွေ social ပေါ်မှာတွေ့တဲ့ပွဲသားတွေ Facebook မှာတွေ့တဲ့အဓိက online ပေါ်မှာတွေ့ပြီးတော့သူဘယ်မှာနေမှန်းလည်းမသိဘာလုပ်မှန်းလည်းမသိဘယ်သူဘယ်ဝါမှန်းလည်းမသိတက်တဲ့ချက်လက်လည်းဘာမှမရှိအဲ့လိုအခြေအနေမျိုးတွေနဲ့ရုံးလာလိုက်ပြီဆိုတော့ MAC မှာကိုရမင်းတို့ MAC မှာမိတ်ဖွဲ့မှာဆိုရင်အဲ့လိုမှုမျိုးတွေကလာစဉ်နေ့စဉ်လာစဉ်မဟုတ်နေ့စဉ်ကိုဒီအမှုတွေရှိနေတယ်ရုံးဖုံး၅လုံးမှာအဲ့ဒီအမှုကမဝင်တဲ့နေ့ဆိုတာမရှိဘူးဒါပေမဲ့ကြည့်မေးလိုက်ရင်လည်းဘာချက်လန်းမှမရဘူးနောက်ဆုံးပွဲသား Facebook block သွားရင်တခုဖုန်းနံပါတ် block ဝိုင်းပြီးသွားပြီဇလန်းတိန်သွားအောင်အဲ့တော့ဒီလိုမျိုး line ပေါ်ကနေပြီးတော့အပြောကောင်းကောင်းနဲ့ပြောနေတဲ့ပွဲသားတွေကိုယုံကြည်မှုထားနေတာတွေယုံနေတာတွေကိုလည်းတကယ်အံ့ဩဖို့ကောင်းတယ်ဒါဟိုကိုလိမ်မဲ့သူကိုကသွားပြီးတော့ဖြစ်ပြနေယုံနေတယ်ဆိုတဲ့သဘောမျိုးကိုဖြစ်တော်တော်များအောင်စစ်လိုက်မယ်ဆိုရင်နော်အဲ့တော့မှန်ကန်တဲ့အကျိုးဆောင်တွေကိုအကောင်းဆုံးရှာနိုင်ပါသည်ကိုရဲမင်းတို့တွေလည်းမှန်ကန်တဲ့အကျိုးဆောင်တွေကိုမှန်တဲ့စက်ရုံတွေကိုတစ်ခါကြတင်ပေးနေရရှိပါတယ်ကိုရဲမင်းဆိုရင်ဒီမှန်ကန်တဲ့အကျိုးဆောင် agency ရှိရင်တင်ပေးတယ်ပေါ့နော်တင်ပေးတယ်စိတ်ချယုံကြည်ရတဲ့ agency မျိုးနော်ဒါတင်ပေးခဲ့တယ်ကိုရဲမင်းဆိုရင်အဲ့တော့ကြည့်ပါနော်မှန်ကန်တဲ့အကျိုးဆောင် agency တွေထိုင်းနိုင်ငံမှာအများကြီးရှိပါတယ်မှန်ကန်တဲ့ဟိုပွဲစားတွေအကျိုးဆောင်တွေလည်းအများကြီးရှိတယ်အဲ့လိုလိမ်မို့ကအများအားစဉ်းစားနေတဲ့ဝဲသားတွေလည်းအများကြီးရှိတယ်နော်အများအားလိမ်မို့ကစဉ်းစားနေတဲ့ဝဲသားတွေပြီးတော့သူများတွေရဲ့ချွေးနှဲစာကိုပြောမယ်ဆိုရင်အချိန်မျိုးလိမ်ယူရဲတဲ့သူတွေအများကြီးထိုင်းနိုင်ငံမှာရှိတယ်အဲ့လိုလူတွေရက်သားကောင်မဖြစ်ဖို့အတွက်မိမိတို့ကိုယ်တိုင်လည်းတတိညာမိကြတော့ထားပြီးတော့အတိညာနဲ့တေချာလောက်ရမှာဖြစ်တယ်အဲ့တော့ထိုင်းရောက်မြန်မာနိုင်ငံသားတွေဒီတခြားတစ်စိမ့်တယောက်ကိုပတ်စံပေးမယ်ဆိုပေါ့ပေါ့ဆဆမပေးပါနဲ့ပေါ့နော်ကိုယ့်ဘက်ကစနစ်တကျနဲ့တေချာတက်တဲ့ချက်လက်ခိုင်မှာဆိုတာယူပြီးတော့မှပေးပါတချို့ဆိုရင်လာလိုက်ပြီဆိုဒီပွဲသားရဲ့အချက်လက်ဘာမှမရှိတော့ဘူးဒါဆိုကျွန်တော်တို့အနေနဲ့တော်တော်လေးကိုလောက်အပ်ကန်ရတာခက်တယ်ပေါ့နော်အမှုတွေကိုဟိုဒီနေ့ရလိုမျိုးပွဲသားရဲ့ချက်လက်တွေပွဲသားရဲ့ passport မိတ်တူတွေစသည်ဖြင့်အဲ့လိုမျိုးယူလာတယ်နောက်ဆုံးပွဲသားစီးနေတဲ့ဆိုင်ကယ်မှာ yes scan တုံးယူလာတယ်ဒါမျိုးတွေကဟိုဥမာသူများပစ္စည်းယူလာတော့ဥပဒေနဲ့တော့မညီဘူးဒါပေမဲ့အဲ့လိုကွက်တွေလည်းပြောမယ်ဆိုရင်စာအုပ်ကြီးတိုင်းမဟုတ်ပဲနဲ့လုပ်လို့ရတယ်နော်ပွဲသားစီမှာဘာပစ္စည်းရှိလဲယူလာလို့ရ yes scan လာပြီး yes scan ခေါ်ရှင်းရတယ်ဘာမှဖြစ်ဘူးနော်ဟိုဆိုလိုတာကတော့ဟိုသူများပစ္စည်းယူလာတော့ဥပဒေရညှင့်ရင်တော့ခံရတာပေါ့ဒါပေမဲ့အဲ့ဒါယူကြောက်နေစရာမလိုဘူးနော်လိန်ထားတဲ့ကောင်ကဘလို့လဲကျွန်တော်တို့လိုဂျားနေအဖွဲ့အစည်းတွေရှိတယ်ပြီးတော့ဒီ yes scan တာဝန်ခံတွေရှိတယ်ရဲရေးပိုင်းတွေရှိတယ်စသဖြင့်ရဲမှုပိုင်းတွေရှိတယ်ဒီလိုမျိုးအမှုတွေကိုကင်တွယ်တဲ့အခါမှာဒါမျိုးတွေလည်းတစ်ခါကြာလုပ်လို့ရတယ်ဆိုတော့ဒါအမြောက်ပေးတာမဟုတ်ဘူးနော်အဲ့တော့ကိုပစံပါသွားပြီဆိုတော့ဘယ်လိုလုပ်ရမလဲဆိုတာကိုကိုညိုင်ပါနဲ့တေချာလုပ်ခွဲမင်းတို့ MAC ဖွဲ့ရတော့အများအားကူညီပေးဖို့အဆင်သင့်ပဲနော်အဲ့ဒါလေးကိုဒီနေ့လာပြောချင်းဖြစ်တယ်ပွဲစားနဲ့လိန်ခံရတဲ့အမှုတွေဟာနေ့စဉ်ခွဲမင်းတို့ရုံဖုံးကိုဆက်လာတယ်အဲ့တော့ line ပေါ်ကပွဲသားတွေ Facebook ပေါ်ကပွဲသားတွေ TikTok ပေါ်ကပွဲသားတွေနော်အပြောကောင်းကောင်းနဲ့စောက်ဖို့ရှောက်ပြောနေတဲ့ကောင်တွေကိုမယုံပါနဲ့ကိုချွေးနေစာလေးတွေကိုတေချာသတိဝိရနဲ့မှန်ကန်တဲ့အကျိုးဆောင်တွေနဲ့ချိတ်ဆက်ပါလူခေါ်တဲ့လူယုံတွေကိုဓာတ်ရိုက်သွားစမှတ်ကြပါဒါလေးတွေကိုခွဲမင်းနေနဲ့အကြံပေးခြင်းနဲ့ဗျဟုတ်ကဲ့